ရှင်။ Hope for မြန်မာ channel ကနေပြီးတော့ပြည်သူအားလုံးကိုကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပြည်သူတွေအတွက်ကျမရေးနဲ့ဘုသူသားရောက်ရအကြောင်းတွေကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ဒီကနေ့မှာတော့ကိုဝန်တဲမိန်းမနဲ့အတူလိုက်ပြီးပြုအပ်တတ်သောခင်ပွန်များအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီအကြောင်းကိုငီးကကိုရီးယားကတကားတွေမှာကြည့်ဖို့ကြမယ်လို့ထင်ပါတယ်။မင်းသမီးကဘိုက်ကြီးတော့ပြုမဲအမဲကျန်တော့ရှိသေးတယ်။သူယောက်ျားကပါလိုက်ပြီးပြုအပ်တဲ့အကြောင်းရိုက်ပြထားတာပါ။ဒီဗီဒီယိုထဲမှာဆိုရင်တော့အဲဒီအကြောင်းကိုပြပြပေးပါမယ်။အမျိုးသမီးတစ်ယောက်ကကိုဝင်ဆောင်ရင်ပထမအအစပိုင်းမှာဟော်မုန်းအပြားလေးကြောင့်အန်တက်ပါတယ်။အဲ့လိုအန်တာကို morning sickness လို့ခေါ်ပြီး human chronic gonadotropin ဆိုတဲ့ကိုဝင်ဆောင်ဟော်မုန်းကြောင့်အန်တာပါ။ထူးဆန်းတာကတချို့ယောက်ျားတွေကလည်းအဲဒီချိန်မှာမိန်းမနဲ့အတူမိမတာဖြစ်ပြီးလိုက်အန်တက်တာမျိုးရှိပါတယ်။လက္ခဏာဘာတွေပြတတ်လဲဆိုတော့ကိုဝင်ဆောင်မိန်းမတယောက်ခံစားရတယ်လို့ပါပဲ။အစာမကြေးမိမတာဖြစ်လာမယ်။ဘိုင်းနာလာမယ်ပြိုအပ်မယ်အစာတော်ပြဲကြွေမလိုက်ဖြစ်မယ်ကကြီးကကြောင်ကြမယ်စရီဖြစ်တတ်ပါတယ်ဒါတင်မကသေးပါဘူးဝက်ကြံတွေထွက်တာကိုလေးချင်းတက်လာတာခေါင်းကိုက်တာညဖက်အိမ်မပြောတာဒီပါဖြစ်တတ်ပါသေးတယ်အိမ်မှာဗိုက်ကြီးတဲ့နေရာရှိနေတယ်လို့ကိုချွတ်ချလာတာမျိုးပါဘာလို့တချို့အမျိုးသားတွေကြမှာဒီလိုမျိုးဖြစ်ရလဲဆိုတာသိကြတဲ့အဖြစ်မရှိသေးပါဘူးဆေးပညာရှင်တွေကတော့ဖခင်လောင်းတွေမှာလည်းသားသမီးချမ်းဖြစ်လာတဲ့ပါတနယ်မိုင်းကြောင့်ခန္ဓာကိုယ်ကဟော်မုန်းတွေပြောင်းလဲလာတယ်လို့ဆိုပါတယ်။တရိษံမော်ဒယ်တွေကိုစမ်းသပ်ချက်ရတော့ Polacetin ဆိုတဲ့ဟော်မုန်းရဲ့ testosterone နဲ့ estrogen ဟော်မုန်းအချို့ပြောင်းလဲသွားလို့ဖြစ်တာကိုတွေ့ထားပါတယ်။ဒါမဲ့လူတွေမှာတော့စိတ်ကျဉ်တဲ့ဆရာကောင်းလောက်တဲ့အဖြစ်မရသေးပါဘူး။ Psychologist တွေယူဆချက်ကတော့ပူကျန်ပါတယ်။ပထမဆုံးယူဆချက်ကတော့ OEP လို့ခေါ်ပါတယ်။မိန်းမတွေမှာပဲတိုင်အိမ်ရှိပြီးကိုယ်ဝန်ဆောင်လို့ရတာကိုယောက်ျားတွေကမနာလို့ဝန်ကြိုဖြစ်တတ်ပါတယ်။အဲ့လိုမနာလို့စိတ်ကြောင့်သူကြကိုယ်ဝန်ဆောင်ရတဲ့ငါကြပိုက်မကြအောင်လားငါလည်းပိုက်ကြီးချင်နေဆိုပြီးမတီးစိတ်တဲ့ဖြစ်လာလို့ပါတယ်။အဲ့စိတ်ကြောင့်ကိုယ်ဝန်ဆောင်ခြင်းတဲ့လက္ခဏာတွေပေါ်လာတာလို့ဆိုပါတယ်။နောက်တစ်ချက်ယူဆချက်ကကြယောက်ျားတွေက attention လိုချင်လို့ပါတယ်။အိမ်တဲ့အိမ်မှာကိုယ်ဝန်ဆောင်ရှင်ရင်တဲ့အိမ်လုံးကဝိုင်းပြီးကူဆိုင်ကြချက်ကြချစ်ခင်ကြလိုရာလို့ပေးကြပါတယ်။မိမကဒီလိုအချစ်ခံနေရတာကိုမြင်လာရင်ယောက်ျားကသူ့လိုနှိမ့်လာတယ်လို့ထင်လာပါတယ်။အဲ့လိုနဲ့အမျိုးစီရီစီက attention ရအောင်လုပ်တဲ့အနေနဲ့ဒီလိုပေါ်လာတာလို့ယူဆပြန်ပါတယ်။အထူးသဖြင့်မိန်းမကအိမ်တော်ဦးစီဖြစ်ပြီးယောက်ျားကမိခိုရတဲ့တဘောဖြစ်တဲ့အိမ်တော်ဒီမှာပို့တွေ့ရတတ်ပါတယ်လို့လေးလာချက်တစ်ခုကဆိုပါတယ်။ယောက်ျားတို့ကြားလာလေသူ့ရူကိုတင်ဖို့မသိစိတ်ကကိုယ်ဝန်ဆောင်ကျင်လာလေးဖြစ်လိုပါတယ်။နောက်ထပ်ယူဆချက်ကတော့ဖခင်လောင်ဘဝကိုရောက်ပြီလို့တီးလိုက်ရတဲ့အခါမှာစိတ်ထဲသမျိုးသမီးဖြစ်သွားပြီးပတ်တနယ် ACT တဘောတာပါခါရိုင်းနဲ့မတူတော့ပဲစိတ်ကကလေးအကြောင်းတွေပို့သွေးပြီးခန်းစားချက်တွေပြောင်းလာကအိမ်မပြောဖြစ်လာတာစားမဝင်ဖြစ်လာတာလို့ဆိုရယ်နောက်ဆုံးယူဆချက်ကတော့ audible conflict တကြောပြန်ပေါ်လာလို့ဆိုရယ် audible conflict ဆိုတာကကလေးငယ်ငယ်လေးတွေမှာအဖေကိုမုန်းပြီးအမေကိုပဲတန်တန်ဆွဲချစ်တာမျိုးပါကလေးစိတ်ကအဖေကိုအဖေလို့မမြင်ပဲသူ့မိရဲ့အချစ်ကိုလူမဲ့တစိမ်းယောက်ျားလို့မြင်နေရပါဒါကြောင့်တချို့ကလေးတွေကအဖေကအမေနာအကက်မခံပဲအမေကိုသူတို့ပဲမောင်ပိုင်စီထားတတ်ပါတယ်အဖေကိုရန်သူလိုမြင်နေရပါကလေးသက်3နှစ်ကနေ6နှစ်လောက်ကြာမှတွေ့ရတတ်ပြီးတာယောက်ျားလေးတွေမှဖြစ်တတ်တာပါတချို့ကလေယောက်ျားတွေကမိမပေါ်ဒီလိုခုံဝင်ခြင်းနဲ့ပင်ပန်းအောင်လုပ်မိတာကိုအပြည့်ရှိသလိုခံစားလို့သူပဲကိုစားဖြစ်ခံချင်လိုက်တဲ့ဆိုတဲ့တဘောလို့ပြောကြပြန်ပါတယ်ဘလို့ပဲယူဆကြပါစေခင်ပွန်တိုင်းလေးဒီလိုမဖြစ်ကြသလိုဖြစ်လာခဲ့လေမိမရဲ့ကိုယ်ဝန်ဆောင်ဒုက္ခတွေကိုပူနာလေလာမယ်လို့လေအကောင်ဖက်ကယူဆမိပါတယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ကိုဝန်တဲမိမနဲ့တူလိုက်ပြီးပြုအပ်တတ်သောခင်ပွန်များအကြောင်းကိုတင်ဆက်ပေးသွားကြရပဲဖြစ်ပါတယ်ရှင်နာဆင်သူပရိသတ်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ကျမတို့ရဲ့ Hope for မြန်မာ channel မှာဆုမကောင်းတောင်းပေးလိုက်ပါရရှင်ကျမပျော်ရွှင်တဲ့နေ့ရက်တိုင်းကိုအစင်ထရဝရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်